TikTok မှာရထားတဲ့ပတ်သက်တွေထုတ်ဖို့အတွက်ဘဏ်အကောင့်ဒါမှမဟုတ်ဆိုရင် PayPal အကောင့်ဘယ်လိုချဲ့ရမလဲဆိုတာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကိုငွေစားတဲ့အကောင့်ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီ PayPal နဲ့ထုတ်လို့ရတာတို့ဘဏ်နဲ့ထုတ်လို့ရတယ်ဒါမျိုးခွဲခြားမှုတွေရှိတယ်ပေါ့နော်။ UK US အကောင့်တွေဆိုရင်တော့ PayPal နဲ့ပဲထုတ်လို့ရတယ်ပေါ့နော်။ဒီဂျပန်အကောင့်တွေပါပြီဆိုရင်တော့ကျွန်တော်ကိုကြိုက်တဲ့နိုင်ငံဘဏ်နဲ့ချိတ်ပြီးတော့ထုတ်လို့ရပါတယ် PayPal နဲ့လည်းထုတ်လို့ရတယ်ပေါ့နော်။ Okay တော့ဘဏ်ဘယ်လိုချိတ်ရလဲဆိုတာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဘဏ်အကောင့်ချိတ်မယ်ဆိုရင်တော့ပထမဦးစွာမိတ်ဆွေတို့ကိုယ့်ရဲ့ဒီအကောင့် wallet ကိုသွားပြီးတော့ဟိုအပေါ်တော့မှာရှိတယ်။မင်းကြောင့်3ကြောင့်နှိပ်ပြီးတော့ balance နဲ့ဝင်လိုက်ပေါ့နော်။ balance နဲ့ဝင်လိုက်တဲ့အခါမှာဆိုရင်ဘဏ်ချိတ်ဖို့အတွက်အောက်မှာရှိတယ် setting ဆိုတဲ့အောက်မှာ payment method ဆိုတာလေးရှိတယ်ပေါ့နော်။ Okay တော့နေ့တဲ့အခါမှာစစချင်းသူကဂျပန်အကောင့်ဆိုဂျပန်ဘဏ်ကြီးပေါ်လာလိုက်မယ်ပေါ့နော်။ဒီမှာဂျပန်ဘဏ်Payoneer PayPal ဆိုပြီးတော့ဒါမျိုးပေါ်လာလိုက်မယ်ပေါ့နော်။ Okay အဲ့တော့ကိုကကျွန်တော်တို့ဒီဘယ်နိုင်ငံဘဏ်အကောင့်နဲ့ချိန်မှာလဲပေါ့နော်။ထိုင်းနဲ့ပဲချိန်မှာလားမလေးရှားနဲ့ချိန်မှာလားပေါ့နော်။အဲ့ဒါကိုရွေးချယ်ပေးဖို့လွယ်ပါတယ်။အဲ့တော့တနိုင်ငံနဲ့တနိုင်ငံဆက်လက်ကိုချိန်လို့ရတဲ့ဘဏ်တွေကမတူဘူးပေါ့နော်။ဥပမာဆိုကျွန်တော်တို့ဒီထိုင်းချိန်မဲ့သူဆိုရင်ဟိုပေါ်တော့မှာရှိတဲ့ country or region ဆိုတာလေးကိုတစ်ချက်နေလိုက်ပြီးတော့ပြီးဆိုတော့ကျွန်တော်ထိုင်းလန်ကိုရွေးလိုက်ပေါ့နော်။ထိုင်းလန်ကိုလိုက်စားလိုက်ပါ။ Okay အဲ့တော့ထိုင်းလန်ရိုက်စားပြီးတော့ကျွန်တော်ထိုင်းထဲမှာမှကျွန်တော်ဒီမှာဆိုရင်အများကြီးပဲပေါ့နော်2 money နဲ့တောင်ထုတ်လို့ရပြီပေါ့နော်ထိုင်းမှာဆိုရင် bank transfer ရမယ် PayPal ရမယ် Payoneer ရမယ် ProPay ရမယ် True Money ရောတောင်ရပြီပေါ့နော်အရင်ဆိုရင်တော့သူက PayPal နဲ့ကျွန်တော်တို့ bank transfer လောက်ပဲရတာပေါ့နော်အခုဆိုရင်ကျွန်တော်5ခုတောင်မှရနေပြီပေါ့နော် Okay တော့မိတ်ဆွေတို့ bank နဲ့ချိန်မယ်ဆိုတော့အပေါ်မှာရှိတဲ့ bank ကိုတစ်ချက်ရွေးလိုက်ပေါ့နော်ရွေးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ account ဖွင့်ထားတဲ့ဒီ Gmail မှာကုတ်လေးလုံးပို့လိုက်မယ်ပေါ့နော်မိတ်ဆွေတို့ဖုန်းဆိုလဲဖုန်းနံပါတ်မှာကုတ်လေးလုံးပို့လိုက်ပါမယ်အဲ့ကုတ်ကလေးကိုထည့်ပေးရမှာပေါ့နော် Okay တော့ထည့်ပြီးတော့ပြီဆိုရင်တော့ဒီမှာဘဏ်ချိတ်တဲ့နေရာပေါ်လာပြီပေါ့နော်အဲ့တော့ဒီမှာပထမဥစ္စာတော့မိတ်ဆွေတို့ကိုဘဏ်အကောင့်ဖွင့်ထားတဲ့သူရဲ့နာမည်စီစလုံးပေါ့နော် first name ပေးထားမယ်ပြီးတော့ပြီဆိုတော့ last name ပေါ့နော်အဲ့တော့ဥပမာဆိုမင်းခန့်ပိုင်ဆိုရင်စိတ်မှာဒီအပေါ်ဆုံး first name နဲ့မှာမင်းခန့်နောက်တစ်ခုအောက် last name မှာပိုင်ဒါမျိုးရေးပြရမှာပေါ့နော် Okay နောက်တစ်ခုကတော့ကျွန်တော်ဘဏ်နေပေါ့နော်ထိုင်းဆိုရင်ဒီမှာသူထိုင်းနိုင်ငံမှာရှိတဲ့ဘဏ်ကောက်နေရှိတဲ့ဘဏ်တွေပေါ်လာလိုက်မယ်ဘဏ်ကောက်ဘဏ်ကာစီကိုဘဏ်တို့ဒီမှာဘဏ်တွေအများကြီးပေါ်လာလိုက်မယ်ပေါ့နော် Okay အဲ့တော့ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဘဏ်အကောင့်နံပါတ်ထည့်ပြီးတော့ submit နေလိုက်မယ်ဆိုရင်ဒါဘဏ်ချိတ်ပြီးသွားပြီပေါ့နော်ဘာမှမကယ်ဘူးပေါ့နော်အဲ့တော့ကိုချိတ်မဲ့ဘဏ် region ကိုရွေးပြလိုက်တာနဲ့ကိုချိတ်မဲ့ဘဏ်တွေကိုအလွယ်တကူလိုက်စားလို့ရပြီပေါ့နော်မလေးရှားဆိုလဲကျွန်တော်မလေး region မှာမလေးရှားလို့ရွေးလိုက်ပြီးဆိုတာနဲ့ကျွန်တော်မလေးရှား local တွေမှာရှိတဲ့ဘဏ်တွေအကုန်လုံးပေါ်လာလိုက်ပါမယ်အဲ့ဒီကနေမှကိုချိတ်မဲ့သူကိုချိတ်မဲ့အကောင့်ကိုရွေးချယ်ပြီးတော့ချိတ်လိုက်လို့ရပြီပေါ့နော်ဘာမှမခက်ပါဘူးတော့ PayPal နဲ့ချိတ်မဲ့ဆိုရင်တော့ကိုက PayPal ရွေးချယ်ပြီးတော့ဒီမှာဥပမာဆိုPayPal နဲ့ချိတ်မဲ့ဆိုရင်အဲ့တော့ဒီမှာ PayPal ကိုတစ်ချက်နှိပ်ပြီးတော့ PayPal ဖွင့်ထားတဲ့ Gmail ရဲ့ဒီမှာဟွာရဲ့ပေါ့နော် password ထည့်ပြီးတော့ချိတ်လိုက်လို့ရတယ်ပေါ့နော် Okay အဲ့တော့ဒီလောက်ဆိုရင်မိတ်ဆွေတို့ဘဏ်ချိတ်နေတိတလာပြီလို့ထင်ပါတယ်အရင်ဆိုရင်တော့ဒီ PayPal ဒီကိုရတော့ချိတ်လို့မရဘူးအခုတော့ချိတ်လို့ရပြီပေါ့နော် Okay ဘဏ်ချိတ်ပြီးတော့ပြီဆိုရင်တော့သူကဘဏ်ချိတ်မိတ်ဆွေတို့$10အနည်းဆုံးရှိမယ်ဆိုရင်တော့အခုလာမဲ့ပေါ့နော်15ရက်နေ့မှာမိတ်ဆွေတို့ဘဏ်အကောင့်ဒါမှမဟုတ်ဆို PayPal အကောင့်ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုကနေသေးလို့မထုတ်ချင်နေဘူးဆိုတော့အောက်မှာရှိတယ်ကျွန်တော်တို့ payment method ကိုပြင်လို့ရတယ်ပေါ့နော်ဒီဘောက balance ဆိုတဲ့ဒေါ်လာတဲ့ဝင်ပြီးတော့ဒီပေါ့နော်ဒီအပေါ်သားလေးမှာစီတဲ့စက်ကလေး30ကိုနှိပ်ပြီးတော့ဒီမှာ minimum payout amount ဆိုတဲ့နေရာမှာမိတ်ဆွေတို့ဒီမှာကိုထုတ်ချင်တဲ့ပမာဏကိုထားပြီးတော့ကိုစိတ်ကြိုက်ပြင်းပြီးတော့ထုတ်လို့ရပါတယ် Okay ဒါဆိုရင်တော့မိတ်ဆွေတို့ TikTok ပတ်စပ်တီထုတ်ဖို့အတွက်ဘဏ်အကောင့်ဘယ်လိုချိတ်ရလဲဆိုတာသိသွားလောက်ပြီလို့ထင်ပါတယ်အားလုံးကျေးဇူးထူးတင်ပါတယ်ခင်ဗျ